ကမ္ဘာပေါ်ကနိုင်ငံကိုပကံချက်ထဲမှာထည့်ရတဲ့အစားအစာရှိတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကြုံနိုင်ပါ့မလားကြားရတာလည်းတော့ထူးဆန်းနေမလို့ထင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအစားအစာကျွန်တော်တို့နိုင်ငံမှာမှန်တကယ်ရှိပါတယ်ဒါကတော့တစ်ဖက်တော့ပါတေးစားတခုလိုအများကနေကြပြီလေအဲ့ဒီပကံချက်ထဲမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေလူနဲ့ရင်းချင်းမှုတွေအားလုံးကိုပေါင်းစည်းထားတာမျိုးဖြစ်ပါတယ်မိတ်ဆွေတို့ကလက်ဖက်တို့စားကြည့်တဲ့အခါတတိထားမကြဘူးလားပကံချက်ကိုလည်းမှာထားပြီးတော့လူတွေဝိုင်းပွဲပြီးညောင်းစားတော့ကြပါတယ်ကိုယ့်အတွက်တိကျပကံမဟုတ်ပေမဲ့ဒီတလိကမြန်မာလူမျိုးတွေရဲ့စီလုံးမှုညောင်းဝတက်မှုနဲ့ရင်းချင်းမှုတွေကိုအကောင်းဆုံးဖော်ပြနေတဲ့တလိလေးကိုဖြစ်ပါတယ်လက်ဖက်တို့ကမှာပေါင်တဲ့အရာတွေကိုကြည့်လိုက်ရင်လက်ဖက်သားပဲကျော်မြေပင်နဲ့ကြက်တော်ကျော်ပစုံကြောင့်စတာတွေကိုပကံချက်ထဲမှာရိုးပြီးတော့ပဲစီငုံငုံလေးနဲ့တုတ်ထားတာဖြစ်ပါတယ်။တမျိုးကြီးနေစားမယ်ဆိုရင်တော့အရက်တာတမျိုးစီတော့ပြေးဆောင်ပါတယ်။ဒါပေမဲ့အားလုံးကိုပေါင်းစည်းပြီးတုတ်လိုက်တဲ့အခါမှာတော့လက်ဖက်တုတ်ရဲ့အရက်တာပြေးဆောင်ပါတယ်။ဒါကလက်ဖက်တုတ်ရဲ့အရက်တာရင်မဟုတ်သေးပါဘူး။တို့မြန်မာနိုင်ငံရဲ့အလှနဲ့အရက်တာလေးဖြစ်ပါတယ်။မြန်မာနိုင်ငံတစ်ဖက်ကထွက်တဲ့လက်ဖက်ကျွန်တော်တို့မြန်မာနိုင်ငံလေဘက်ကထွက်တဲ့ပဲကျော်မြေပင်နဲ့ကြက်သွန်ကျော်ပြီးမြန်မာနိုင်ငံအောက်ပိုင်းကနေလာတဲ့ပစုံကြောင့်အဲ့လိုဒေတာမတူနေရာမတူရတာမတူတဲ့အရာတွေကိုပကံချက်ထဲမှာပေါင်းစည်းတဲ့အခါကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုပြန်လည်မြင်အောင်စေပါတယ်ဗျာ။အဲကြောင့်လက်ဖက်တုပ်ဆိုတာကတီးစားတစ်ပွဲတစ်ခုပုံနေပါတယ်။မိသားစုတွေစကားပြောရင်စားတဲ့အစားအစာဆွေမျိုးတွေပြန်လည်ဆုံးလို့တဲ့အခါစားတဲ့အစားအစာပြီးတော့မတွေ့လာကြရဖြစ်တဲ့တငယ်ချင်းတွေနဲ့အတူရင်နွေးချောင်းလေးရဲ့ပြီးမှပြန်လည်ရေမောစီတဲ့အစားအစာအဲ့ဒီအချိန်ကပကံလေးကလည်းဖတ်တုတ်ထက်ပူတဲ့အရာတွေကိုပြီးဆုံးပါတယ်ဒါကြောင့်ဒီမိတ်ဆွေတို့အနေနဲ့လက်ဖက်တုတ်ကိုစားတဲ့အခါမှာတာမန်သေးစားတစ်ပွဲလိုပဲမတွေ့လိုက်ပါနဲ့ခင်ဗျာပကံချက်ထဲမှာမြန်မာနိုင်ငံရဲ့မြေပြည်တွေတောင်တန်းတွေပင်လယ်တွေပြီးတိုင်းရင်းသားဒီကူမောင်နှမတွေစီလုံးနဲ့အရေးချင်းတွေကျိုးပန်းမှုတွေပေါဝင်နေတယ်ဆိုတွေးကြည့်လိုက်ပါအဲ့ဒီအချိန်မှာလက်ဖက်တုတ်ရဲ့အရာထက်ကြုံနေပြီးတော့မြန်မာဖြစ်ရတာဂုံယူစရာဆိုတဲ့ခါစားချက်ကိုပြီးဆောင်ပါတယ်။နောက်ပြီးလက်ဖက်တုတ်ဝမ်းမှာထိုင်နေတာသူများမကောင်းကြောင်အတင်းဖြစ်နေပြုံးနေချရတဲ့ဆိုင်ရင်ကျိုးရှိတဲ့စကားလေးတွေပြောရရအောင်လားဗျာ။ကလေးတွေအတွက်လူအတိုင်းဝိုင်းအတွက်မြန်မာနိုင်ငံအတွက်ကောင်းကျိုးဖြစ်စေမဲ့တွေးမြင်တွေကိုမျှဝေချရအောင်။ဒါမှလက်ဖက်တုတ်တွေဟာအရသာရှိတဲ့အစားအစာတစ်ခုတည်းမဟုတ်ပဲနဲ့လူတွေကိုပုံနီးဆက်စီတဲ့စီလုံးမှုကိုပူဇော်ပြုတဲ့မြန်မာနိုင်ငံရဲ့အဖို့တန်ကြီးကျင်းမှုဖြစ်အမြဲတမ်းရှင်းလင်းနေမှာပဲဖြစ်ပါတယ်။အဲဆိုရင်မိတ်ဆွေတို့ကိုလက်ဖက်တုပ်စားတဲ့အခါဘယ်လိုမျိုးစားကြအောင်ပါလဲ။ကွန်မန့်မှာညှောက်ယူပေးခဲ့ကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။